ထောင်ရဲ့ခြေထောက်တန်ရာကထင်ထားတာထက်ပိုပြင်းထန်ခဲ့ပါတယ်။ရွာစေးကမ်းမှာပြပေမဲ့အယိုးကျေသွားတာမို့မြုပ်တက်ပြီးခွဲစိတ်ဖို့လိုအပ်နေပြီလေ။တန်တာကတော့သူမကြောင့်ဖြစ်ရတာဆိုတဲ့စိတ်မကောင်းမှုတွေနဲ့ဖိုးထောင်သားမှာအမြဲရှိနေပြီးခဲ့တဲ့ဖိုးထောင်တောင်းပန်ပါတယ်နော်ငါကြောင့်အခုလိုဖြစ်သွားရတာဖိုးထောင်ကတော့ဒဏ်ရာကြောင့်နာကျင်နေတဲ့ကြားကတန်တာကိုအားနာမှာစိုးလို့ပြုံးပြမြေပါရပါတယ်အမတ်ရအမသာတစ်ခုခုဖြစ်သွားရင်ကျွန်တော်ကိုဖွင့်လွတ်နိုင်မှာမဟုတ်ဘူးကျွန်တော်ခြေထောက်ကဘာမှမဖြစ်ပါဘူးတန်တာမြို့ကိုပြန်ရမင်းနေ့ရောက်လာပါပြီသူမကဖိုးထောင်ကိုမြို့မှာဆေးကုဖို့ခေါ်သွားခြင်းပေမဲ့ဖိုးထောင်ကငင်းဆန်ခဲ့ပါတယ်သွားပါအမမှလည်းအလုပ်တွေရှိတာပဲကျွန်တော်ဒီမှာရင်ကုလို့ရပါတယ်အမမြို့ရောက်ရင်ကျွန်တော်ကိုမမေ့ပါနဲ့ဒါဆိုရင်ပဲခြေနဲ့ပါပြီးတန်တာမြို့ကိုရောက်သွားပြီးနောက်ပိုင်းဖိုးထောင်ရဲ့အခြေအနေကပိုဆိုးလာပါတယ်သူကသူ့ရဲ့ဆေးကုသစရိတ်အတွက်စုထားတဲ့ငွေလေးတွေကိုတန်တာမြို့မှာအခက်အခဲမရှိအောင်ဆိုပြီးအမအတွက်လက်ဆောင်ဆိုတဲ့စာတိုလေးနဲ့အတူတငယ်ချင်းတယောက်ကတဆင့်လှုပ်ဝက်ပို့ပေးခဲ့ပါတယ်မိမိကိုယ်ကိုကုသဖို့ထက်တန်တာရဲ့အစဉ်ပြေမှုကိုပဲသူကရွေးချယ်ခဲ့တာပါအချိန်တွေလအနည်းငယ်ကြာသွားခဲ့တယ်တန်တာတယောက်တောရွာလေးကိုတစ်ခေါက်ပြန်ရောက်လာတဲ့အချိန်မှာတော့သူမကိုအမြဲပြုံးပြနေကြဖိုးထောင်တယောက်ရွာလမ်းမထက်မှမရှိတော့ပါဘူးဖိုးထောင်ကဒဏ်ရာကိုတေချာမကုသပဲအလုပ်တွေဆက်လုပ်ခဲ့ရာကနေယောဂကျွမ်းပြီးဆုံးပါသွားခဲ့ပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတန်တာကဘာလေးပြိုလဲသွားခဲ့ရတယ်သူမဖိုးထောင်ရဲ့အိမ်လေးကိုသွားတဲ့အခါဖိုးထောင်ရဲ့အမေကတန်တာကိုစာအိတ်အဟောင်းလေးတစ်အိတ်ကမ်းပေးပါတယ်။အထဲမှာတော့တန်တာမျိုးကိုပြန်ခါနီးရိုက်ပေးခဲ့တဲ့တန်တာရဲ့ဓာတ်ပုံလေးတစ်ပုံနဲ့အတူစာတိုလေးတစ်စောင်ပါနေတဲ့အမကျွန်တော်ကတောသားမှုအမကိုဘယ်လိုချစ်ရမလဲမသိဘူး။အမကိုထိခိုက်မှာစိုးလို့ကျွန်တော်ဘယ်တော့မှအနားမကက်ခဲ့ဘူး။ဒါပေမဲ့အမဘေးကင်းဖို့အတွက်ဆိုရင်ကျွန်တော်အသက်ကိုပေးဖို့ဂရုပေးထားတယ်။အခုတော့ကျွန်တော်ဂရုတီးခဲ့ပြီထင်တယ်။တန်တာအဲ့ဒီဓာတ်ပုံလေးကိုဖတ်ပြီးရှိုက်ကြီးတင်ငိုကြွေးနေမိတော့တယ်။သူမမသိခဲ့တာကဖိုးထောင်ဟာသူမကိုတခါမှမနှမ်းဖူးခဲ့ပေမဲ့တခါမှအချစ်ဆိုတဲ့စကားကိုဖွင့်မပြောခဲ့ပေမဲ့သူ့ရဲ့အသက်နဲ့ရင်းပြီးအနမ်းတွေထက်ပိုလေးနဲ့တဲ့ဂရိတစ္ဆာကိုစောင့်တည်သွားခဲ့တယ်ဆိုတာပါပဲ။နေဝင်ရိုးရီအချိန်ထန်တော်ရန်လေးတွေကြားမှာတော့ဖိုးထောင်ရဲ့ရိုးသားတဲ့မေတ္တာတရားတွေကဘေဘီအေးလေးဖြစ်တန်တာပါပြင်ကိုလာရောက်ပုတ်တက်နေတယ်လို့ခံစားနေရပါတော့တယ်။